မင်္ဂလာပါဒီဗီဒီယိုလေးကကျွန်တော်တပတ်လုံးလုံးမှာပင်ပန်းခဲ့သမျှပေါ့နော်ဝီယန်စနေလေးမှာအပျော်တမ်းကန်တဲ့ပွဲလေးဖြစ်တယ်။ဒါကတော့ဖြတ်တင်ပေါ်ကနေခေါင်းလေးမှာထူးဆန်းတိုက်နေတာပေါ့နော်။ဒီမှာလည်းမင်းကောင်းနဲ့ငါကောင်းဘလူးပုံမှန်လဲဆိုပြီးတိုက်တာတော့သူ့ကောင်ပုံမှန်လေးကျွန်တော်နာတော့တယ်။ဒါလေးကတော့ကျွန်တော်စစ်ကနေချပေါင်ကြားထည့်ပြီးတော့လှမ်းကန်တာပေါ့နော်။ကန်ချက်ကတော့ကောင်းပါတယ်ဒါပေမဲ့ဂိုးသမားပူကောင်းသွားပါတယ်ပုတ်ထုတ်သွားတယ်ပေါ့နော်။ဒါကတော့ရတဲ့ဂိုးလေးဖြစ်ပါတယ်။ဘယ်ချိန်နဲ့ပဲဆုံးသက်တော့ပေါ့နော်။ကျွန်တော်ဘယ်တော့ညာရပါတယ်။ဒီမှာတော့လှည့်ပြီးတော့ငှက်ပစ်ပါတယ်ထုံးစံနိုင်ပါပဲ။ပွဲထဲမှာတော့ထုံးတန်းစင်လာမပြတ်ငှက်ပြက်တော့အလေးထားတစ်ခုလိုဖြစ်နေပါတယ်အသိနေရတဲ့၄သိန်းလေးကြည့်တော့ကျွန်တော်3နာရီထိချိန်ယူပြီးကန်ရပါတယ်ပွဲတွေကကောင်းပါတယ်ဒီမှာ defend လုပ်တယ်ပေါ့နော်ဘာညာဒါကတော့အရှိမဘယ်လောက်ပဲမကောင်းရင်ဒါကတော့အနိုင်ကိုလေးသွင်းခဲ့တယ်ပေါ့နော်ပွဲ၄တိုက်ရတော့ကျန်းပါတယ်6လောက်တွေတက်နှင်းခံရပါတယ်ပွဲပြီးကနေမှနာသွားတယ်ပေါ့နော်ဒါနဲ့ညီလေးစင်ပြေလာတယ်မင်းကငါတို့၄မှုန်တိုင်းလေးကာကွယ်လိုက်နေတာပဲဆိုပြီးတော့အကောလာပြီးတော့ချီကျူးနေပါတယ်ဗီဒီယိုရတော့ပါပဲကျေးဇူးတင်ပါ